အားတွေရများလာတဲ့အခါမှာပိုကောင်းအောင်လှုပ်ဆောင်နိုင်ဖို့ဆိုရင်အစိုးမင်းစိတ်တွေကိုဖက်ရှားပြရမယ်လို့လူအတော်များများကထင်တတ်ကြတယ်ဟုတ်ဒါပေမဲ့တကယ်လို့အကောင်းမင်းစိတ်ကိုတမင်တကာတီးဆောက်တာကပိုပြီးထိရောက်တဲ့နီလန်းထင်းနေမယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲကဲဒီနေ့မှတော့အဲ့ဒီအကြောင်းစိတ်ပညာရဲ့အင်မတန်အစွမ်းထက်တဲ့အယူဆတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ဒါကလူတိုင်းသိချင်တဲ့မေးခွန်းတစ်ခုပဲစီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ်အားကစားမှာဖြစ်ဖြစ်ဒါမှမဟုတ်အရေးကြီးတဲ့စာမေးပွဲတစ်ခုတပြင်ဆင်နေတာပဲဖြစ်ဖြစ်ဖိအားတွေများလာတဲ့အခါအကောင်းဆုံးဘယ်လိုလုပ်ဆောင်မလဲဆိုတာပေါ့ပုံမှန်အားဖြင့်ကြားနေကြအကြံပေးချက်ကတော့စိတ်ထဲကအစိုးမြင်တာတွေကိုအကုန်ရှင်းထုတ်ပစ်ထိုးပဲဒါပေမဲ့တစ်ထည့်စဉ်းစားကြည့်ရအောင်ပိုပြီးထိရောက်တဲ့နီးဗျူဟာကအကောင်းမြင်စိတ်ကိုတက်တက်ကြွကြွတိဆောက်တာဆိုရင်ရောဟုတ်ပြီအရင်ဆုံးပြဿနာရဲ့အရင်မျိုးကိုကြည့်လိုက်ကြရအောင်စိတ်ဖိစီးမှုကကျွန်တော်တို့ရဲ့စိတ်ကိုတကယ်တမ်းဘယ်လိုမျိုးထိခိုက်စေနေတာလဲအဲ့ဒါကိုဥမြင်လွန်ခေါင်းအမြင်လို့ခေါ်ကြတယ်ဆိုလိုတာကစိတ်ဖိစီးမှုကများလာပြီဆိုရင်လေကျွန်တော်တို့ရဲ့အမြင်ကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာပါကျင်းသွားရောဥမြင်လွန်ခေါင်းထဲကနေချိနေရတယ်လို့ပဲချက်ချင်းမြင်နေရတဲ့အသေးစိတ်လေးတွေကလွယ်ပြီးဘီဘီဝဲရာကပုံကြီးကိုလုံးဝမမြင်နိုင်တော့တဲ့အခြေအနေမျိုးပေါ့တတိတနာတွေကလည်းဒီဖြစ်စဉ်ကိုအတည်ပြုထားတယ်ကျွန်တော်တို့ရဲ့စိတ်ခံစားမှုအခြေအနေကဘာကိုမြင်နိုင်စွမ်းရှိလဲဆိုတာအပေါ်တိုက်ရိုက်တိုက်ရုံမှုရှိနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြထားပါတယ်အာယုံဆိုင်မှုကဒီလိုကျင်းမြောင်းသွားတဲ့အခါတီထွင်ဖန်တီးနိုင်စွမ်းတို့အလိုက်တဲ့နေထိုင်နိုင်စွမ်းတို့ကအယမ်းကိုခက်ခဲသွားရောတကယ်တော့အဲ့ဒီအချက်တွေကပြောင်းလဲနေတဲ့အခြေအနေတွေမှာအရေးကြီးဆုံးအချက်တွေပဲလीကဲဒါဆိုရင်အစိုးမြင်စိတ်ကိုဖယ်ရှားရုံနဲ့အထီးအပြည့်စုံမဟုတ်ဘူးဆိုရင်တခြားပါနည်းလမ်းရှိသေးလေဒီနေရာမှာအဓိကအချက်ကအရှိန်အပြင်းထန်ထားတဲ့အင်ဂျင်ကိုရက်တောင့်ဖို့ပဲမဟုတ်ဘူးအပြူတဘောဆောင်တဲ့ယုံအားနဲ့ရှစ်ဆက်ရွေ့လျားမှုကိုပေးနိုင်တဲ့ဂီယာနှင့်တစ်ခုကိုပြောင်းလိုက်တာမျိုးနဲ့တူပါတယ်2008ခုနှစ်လေ့လာမှုတစ်ခုကစိတ်ဝင်စားစရာကောင်းတဲ့လေ့ကျင့်မှုတစ်မျိုးကိုစူးစမ်းခဲ့တယ်အဲ့ဒါကတော့မေတ္တာကမ္မထံပါဒါစိတ်ကိုဘလာဖြစ်အောင်ရှင်းထုတ်တာထက်ချစ်ချင်းမေတ္တာလို့တာယာကျင်တဲ့မှုတို့လိုအကောင်းမြင်စိတ်ခံစားမှုတွေကိုတမင်တကာတိစုံတာကိုအထူးကထားတာပါဒီကိုပိုင်အတွေ့အကြုံလေးကအရန်လာရင်နော်ဒီမှာတွေ့ရတာကဘာလဲဆိုတော့စိတ်ကိုအငြင်အောင်အတန်းကြိုးစားနေတာထက်တက်တက်ကြွကြွနဲ့ကိုယ်တိုင်မွေးမြူထားတဲ့ရိုးရိုးရှင်းရှင်းအကောင်းမြင်ပုံရိပ်လေးတစ်ခုကဘလောက်တောင်ပိုပြီးအစွမ်းထက်နိုင်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားတာပဲကဲဒါကဘာကြောင့်ဒီလောက်ထိအစွမ်းထက်ရတာလဲဒီနောက်ွယ်ကစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံပညာကိုလေ့လာကြည့်ကြရအောင်ဒါကို broaden and build theory လို့ခေါ်ပါတယ်ဒီမှာ Barbara Fredrickson နဲ့ Kristen Brannigan တို့ရဲ့ထက်မြက်တဲ့လေ့လာမှုတစ်ခုရှိတယ်သူတို့ကအကောင်းမြင်စိတ်ရဲ့အခြေပြန်စေတဲ့အကျိုးသက်ရောက်မှုကိုအယောင်ကိုတိုက်ရိုက်ကျတဲ့နည်းလမ်းနဲ့သရုပ်ပြခဲ့ပါတယ်ရလက်ကတော့ရှင်းပါတယ်အကောင်းမြင်ရုပ်ရှင်တွေကြည့်ခဲ့တဲ့သူတွေဟာကျင်းမြောင်းတဲ့အသေးစိတ်တွေကိုပဲအာရုံစိုက်တာမျိုးမဟုတ်ဘဲနဲ့ပုံကြီးတစ်ခုလုံးကိုမြင်နိုင်နီကဘာကြီးကိုပို့ပြီးကြဲကြဲပြန့်ပြန့်မြင်တွေ့ခဲ့ကြတယ်ပေါ့ပြီးတော့ဒီအကျိုးသက်ရောက်မှုကအမြင်အာရုံမှာပဲရမှနေဘူးနော်ဒါကလူတွေကိုပို့ပြီးပြောင်းလဲပြန်လဲဖြစ်စေတယ်တီထွင်ဖန်တီးနိုင်စွမ်းရှိစေတယ်နောက်ပြီးတခြားသူတွေပေါ်မှာတောင်ပို့ပြီးပွင့်လင်းလာစေပါတယ်အကျိုးကျေးဇူးတွေကစိတ်အမြင်ကျပြန့်လာတာနဲ့မပြီးသေးဘူးအကောင်းမြင်စိတ်ခံစားမှုတွေကအချိန်ကြာလာတာနဲ့အမျှတိတန့်တဲ့ကိုယ်ပိုင်အရေးမြတ်တွေကိုပါတိဆောက်ပေးပါသေးတယ်ဒါကစိတ်ခံစားမှုဆိုင်ရာကြံ့ခိုင်မှုကိုဖြစ်စေတယ်အဲ့ဒီကြံ့ခိုင်မှုကတင်းငယ်တဲ့အခက်အခဲလေးတွေကိုကြီးမားတဲ့ကြက်စင်မှုတွေအဖြစ်မပြောင်းသွားအောင်တားဆီးပေးတဲ့အဓိကအားသာချက်တစ်ခုပဲပေါ့ဒီလိုစိတ်ခံစားမှုဆိုင်ရာကြံ့ခိုင်မှုကိုရုပ်ပိုင်းဆိုင်ရာအရတိုင်းတာနိုင်ပါတယ် vagal tone လို့ခေါ်တဲ့အရာတစ်ခုနဲ့တိုင်းတာတာပါဒါကနှလုံးခုန်နှုန်းပြောင်းလဲနိုင်စွမ်းနဲ့ဆက်ဆက်နေပြီးစိတ်ဖိစီးမှုနဲ့ဘလောက်မြန်မြန်ပြည့်လဲတက်တာလာနိုင်တယ်လဲဆိုတာကိုပြတာပါဆိုတော့2014လာမှုတစ်ခုကဘာတွေ့ခဲ့လဲဆိုတော့ vagal tone မြင့်မားတာကဘဝမှာပိုပြီးအကောင်းမြင်တဲ့ရလဒ်တွေကိုဖန်တီးပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်ပြီးတော့ဒီနေရာမှာအံ့ဩစရာအကောင်းဆုံးအပိုင်းရောက်လာပြီအဲ့ဒီအကောင်းမြင်ရလဒ်တီက vagal tone ကိုပြန်ပြီးတော့တောင်ပိုကောင်းအောင်လုပ်ပေးလိုက်တယ်အဲ့ဒီတော့ဘာဖြစ်သွားလဲဆိုတော့ကိုအားပြန်ဖြည့်ပေးတယ်ကောင်းတဲ့ဘက်ကိုပဲဆက်တိုက်တက်နေတဲ့လေပတ်မှုကြီးတစ်ခုကိုဖန်တီးပေးလိုက်တာပဲကဲဒီအချက်တွေအားလုံးလက်တွေ့မှာဘယ်လိုအသုံးချလို့ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီစိုက်မမတ်လေ့ကျင့်သွားမယ်ဆိုရင်ခန္ဓာတာကောင်းမွန်တဲ့ခံစားချက်တွေကိုဖန်တီးပေးုံတင်မဟုတ်တော့ဘူးဘဝတဲ့အလုံးစုံရလက်တွေကိုတိုးတက်စေတဲ့ခိုင်မာတဲ့အားသာချက်တွေကိုတိစော့ပေးသွားမှာပါအထူးအချက်ကတော့ဒါပါပဲဖိအားများတဲ့လုပ်ငန်းဆောင်တာတွေကိုရှင်တန်အောင်စ조사နေုံတတ်တဲ့မဟုတ်ပဲအဲ့ဒီလုပ်ငန်းစဉ်ခိုးတိုင်းကကောင်းမွန်မှုကိုတိစော့ပေးတဲ့အရေးမြစ်တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့အမြင်သက်တစ်ခုပေါ့ဒီအတွေးခေါ်ကကုန်သွယ်မှုတစ်ခုတည်းအတွက်မဟုတ်တော့ဘူးကျွန်တော်တို့ဘဝရဲ့စိန်ခေါ်မှုများတဲ့ဘက်အပိုင်းမျိုးဆို
ကြီးထွားဖွံ့ဖြိုးဖို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်ဘလို့ပြောင်းလဲနိုင်မလဲဆိုတာကိုပြန်စဉ်းစားစီပါတယ်